တက်သားကိုစားစနွေးနေထားမယ်ဒီနေနဲ့ထည့်ပြီးမကြက်တစ်ချက်ပြုတ်မယ်ပြုတ်ထားတဲ့တက်သားကိုရွှေအောင်တန်းတာဒီအထီးကျွအောင်ချိုပြီးမယ်ဒီပူအောင်လုပ်ပြီးကရဝင်းရွက်နဲ့တိကျပူခေါက်ခဲကြိုမယ်ကျတုန်ဒီထဲကြိုမယ်ဖြူနဲ့ခင်းထည့်ပြီးကြိုမယ်စနွေးအယောင်တင်မှုထည့်မယ်ရင်နွေးထည့်မယ်မဆလာထည့်ပြီးစီပြလာသည့်အထီးတဲမယ်ကျတုန်ဒီကြိုမယ်ကျတုန်ဖြူထဲကြိုမယ်ငပီးထဲကြိုမယ်ညစ်ထည့်မယ်ရှင်မောင်ထည့်ပြီးတေးချမှွေမယ်ကျတုန်ဖြူကြိုမယ်မြုပ်ဒီအကြမ်းဟုံးနဲ့စားထည့်ပြီးကြိုမယ်